Mirage Channel ကိုအချိန်9မိနစ်ထဲနဲ့ရှားလို့ရပါပြီဟုတ်ပါတယ် Mirage Channel ကိုအချိန်9မိနစ်ထဲနဲ့တကယ်ရှားလို့ရပါပြီဒီ view ထဲမှာဆိုရင်တော့ Mirage Channel ကိုအချိန်9မိနစ်ထဲနဲ့ရှာပြသွားမှာပါဒီ video လေးမစခင်ဒီလိုမျိုးအမိုက်စား video တွေကိုစက်ကြည့်ဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ပြီးဒီ video လေးကိုလည်း like လေးပေးခဲ့ကြပါပထမဆုံးလုပ်ရမှာကတော့ကျွန်တော်တို့ Night House Squid ကိုရှိဖို့လိုအပ်ပါတယ် Night House Squid နဲ့ Data Escuda Unit ကို video ရဲ့နောက်ဆုံးမှာရှင်းပြပေးသွားပါမယ် Mirage Channel ရှာမှာဖြစ်တဲ့အတွက် Night House Squid ကိုဖွင့်လိုက်ပါမယ် Squid တဲ့ကိုရောက်တော့ဆိုရင်တော့ Mirage Channel ရှာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က upgrade rate ဆိုတော့နှိမ့်လိုက်ပါမယ်အဲ့ဒီထဲမှာဆိုရင်တော့ကျွန်တော်တို့ V4 တွေနဲ့ပတ်သက်တာရအကုန်လုပ်လို့ရပါတယ်ပြီးရင်တော့ auto full lever ဆိုတာနှိမ့်လိုက်ပါမယ် auto full lever ဆိုတာက Mirage Channel စပွန်းလိုက်တာနဲ့ Mirage Channel ကိုတွားပြီးရမှာ auto gear ရှာပြီးရဲ့စနစ်တစ်ခုပါအောက်က auto full lever ဟုတ် premium ကြတော့ Mirage Channel ရှိတဲ့ server ကို join ပေးတဲ့ function တစ်ခုပါအဲ့ဒီ function လေးကိုဖွင့်လိုက်တာနဲ့ Mirage Channel ရှိတဲ့ server တွေကိုအလိုအလျောက် join သွားပါလိမ့်မယ်ဒီနေရာလေးက join တဲ့နေရာဖြစ်တဲ့အတွက်ခဏလေးစောင့်ပေးရတတ်ပါတယ်Brother တို့ server ကျွမ်းတဲ့နေရာမှာတိထားမယ့်ချက်က Mirage Channel ရှိတဲ့ server ကတခါလေကြရင်မရှိတတ်တာကြောင့်မလို့ server ကျွမ်းတဲ့နေရာမှာတော်တော်လေးကိုကြားတတ်ပါတယ် Blockfoot Keypad ဆိုရင်လည်း Blockfoot Permanent တွေပြီးတော့ Blockfoot အကောက်တွေကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီ Telegram Channel လေးမှာလာရောက်အားပေးလို့ရပါတယ်ဒီ Telegram Channel လေးမှာပဲ CTK အကောက်20 giveaway ရှိရကြမလို့ giveaway လေးမပြီးရင်အခုသွားပြီးမှ join လို့ရပါသေးတယ်Telegram Channel လေးရဲ့ link ကို comment ထဲမှာပင်ထောက်ပေးထားပါတယ်ကျွန်တော်တို့ server လေးကိုရောက်တော့ရဆိုရင်တော့ Night House Squid ကိုဖွင့်လိုက်ပါမယ် Night House Squid လေးကိုရောက်တော့ပြီဆိုရင်တော့ကျွန်တော်တို့အရှိရာဖုန်းငယ်တဲ့ function တစ်ခုက Mirage Channel စပွင့်ရင်တော့အလုပ်လုပ်ပါပြီတကယ်လို့ဒါ server လေးကိုရောက်သွားပြီမဲ့ Mirage Channel နားမစပွင့်ခဲ့ရင်တော့ဒီ function တစ်ခုကအလုပ်လုပ်ဖြစ်မှာမဟုတ်ပါဘူးအဲ့လိုဆိုရင်တော့ကျွန်တော်အရှိကလုပ်ပြထားတဲ့အတိုင်း Mirage Channel ရှိတဲ့ server ကိုပြန်ပြီးရမှာ join ပေးရပါမယ်အခုကတော့ Mirage Channel ရှိတဲ့အတွက်ကျွန်တော် Mirage Channel ကိုတွားနေပါမယ်Mirage Channel ကိုတွားရနေရမှာတော်တော်ဝေးရတဲ့အတွက်စောင့်ပေးရတတ်ပါတယ် Banana Cat လို့ Premium Squid တွေနဲ့ Maru လိုမျိုး Premium Squid တွေကိုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram Channel လေးမှာလာရောက်အားပေးလို့ရပါတယ်ပြီးတော့ကျွန်တော်ရဲ့ Telegram Channel ထဲမှာပဲ Squid တွေကိုနေတိုင်းစနေတကြာတင်ပေးနေပါတယ်ကျွန်တော်ရဲ့ Telegram Channel လေးရဲ့ link ကိုဒီ video ရဲ့ comment ထဲမှာပင်ထောက်ပေး Mirage Channel ကိုတွားရနေရမှာတော်တော်လေးကြားရတဲ့အတွက်ကျွန်တော်ကဒီ video လေးကိုကြောလိုက်ပါမယ် Night House Premium Squid ထဲမှာဘာပါလဲဆိုတော့ကျွန်တော်လည်းအတူတွားကြည့်လိုက်ကြအောင် Night House Premium Squid ထဲမှာဆိုရင်တော့ကျွန်တော်အခုလုပ်ပြနေတဲ့ Mirage Island ရှိတဲ့ server ကို join တလို့မျိုးကျန်တဲ့ server တွေကိုလည်း join လို့ရပါတယ်ဥပမာ Red Indra ရှိတဲ့ server တွေပြီးတော့ Dogkin ရှိတဲ့ server တွေပြီးတော့ Legendary Source ရှိတဲ့ server တွေကိုဒီလိုအတိုင်းပဲ join လို့ရပါတယ်ပြီးတော့ကြောက်လည်း full moon တွေပါလည်းအကုန်ရပါတယ်ဒီလိုမျိုး join လို့ရတဲ့ function တွေတော်တော်များများရှိပါတယ်ကျွန်တော်တို့ format နဲ့ကိုတွားကြည့်လိုက်မယ်ဆိုရင်တော့ auto level fauna ရှိမယ်ပြီးတော့ auto mastery fauna ရှိတယ်ပြီးတော့ channel high လည်းရှိပါသေးတယ် item နဲ့ကိုတွားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ CDK တို့ Sukita တို့အဲ့လိုမျိုး item လေးတွေကိုယူလို့ရပါမယ်ကျွန်တော် star fauna ကိုတွားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ quad saver တွေလုပ်လို့ရပါမယ်ဗျအဲ့ဒီထဲမှာဆိုရင်ကျွန်တော်တို့ boss saver တွေလည်းတက်လို့ရပါမယ် fruit and dungeon ထဲမှာဆိုရင် fruit တွေလည်းကောက်လို့ရမယ်ပြီးတော့ raid လည်းလုပ်လို့ရပါတယ် local player ထဲမှာဆိုရင်တော့ကျွန်တော်တို့ player ရဲ့ walk speed ပါမြင့်လို့ရပါတယ်ပြီးတော့ PVP လည်းပါပါသေးတယ်ကျွန်တော် upgrade rate ထဲမှာဆိုရင်တော့ကျွန်တော်အခုလုပ်နေတဲ့ Mirage Island ရှာနေရပြီးတော့ rate speed 2နဲ့ V3D တင်တဲ့ function တွေလည်းရှိပါတယ်ပြီးတော့ V4 တင်တဲ့ function တွေလည်းတော်တော်များများရှိပါသေးတယ် C event မှာဆိုရင်တော့ကျွန်တော်တို့ပုံမှန်လိုပဲ C event လုပ်လို့ရပါမယ်ပြီးရင်တော့ကျွန်တော်တို့ auto lava နဲ့တက်လို့ရပါတယ်အဲ့ထဲမှာဆိုရင်တော့ Kitsune Island နဲ့ထပ်ရှာလို့ရပါလိမ့်မယ်Volcano event ထဲမှာဆိုရင်တော့ကျွန်တော်တို့ dojo ခပတ်တွေပါလုပ်လို့ရပါတယ်အောက်က setting ထဲမှာဆိုရင်တော့ကျွန်တော်တို့ farm ရဲ့ melee item တွေစိုးရီကိုကျွန်တော်ချင်းကြီးလို့ရပါတယ်ဒီမှာကျွန်တော်တို့ Mirage Channel ကိုမြင်နေရပါပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့အရှိကဖုန်းငယ်တဲ့ pool lever ဆိုတဲ့ function ကအလုပ်လုပ်ပါတော့မယ်လူကြီးရချမှာဖြစ်တဲ့အတွက် rate speed 3ရဲ့ Red Indra ရဲ့အုတ်ထုတ်ရဲ့ပြီးတော့မေဝါရှိဖို့လိုအပ်ပါတယ်အဲ့ဒီရှိမှာကျွန်တော်တို့က blue key ရရှာလို့ရမှာပါMirage Channel ကိုရောက်တော့ရဆိုရင်တော့ကျွန်တော်တို့က Mirage Channel ရဲ့အမြင့်ဆုံးနေရာမှာရောက်သွားပြီလာကိုကြည့်ပြီး
race video ကိုဖွင့်လိုက်မယ်ဆိုရင်တော့လာကအပြာရောင်လင်းတော်ပါလိမ့်မယ်အဲ့လိုဖြစ်သွားပြီဆိုတော့ကျွန်တော်တို့က blue gear ကိုစပွန်းပါပြီဆိုတော့ကျွန်တော် blue gear စပွန်းပြီဆိုတော့ကျွန်တော်တို့ရဲ့ script က blue gear ကိုတွားပြီးမှကောက်ပေးပါတော့မယ်လူကြီးရောက်ကောက်ပြီးဆိုတော့ကျွန်တော်တို့ကတကားပွန်သွားပါပြီဆိုတော့ V4 လုပ်လို့ရပါပြီဒီနား script ကိုတော့ကျွန်တော်ရဲ့ Telegram channel ထဲမှာတင်ထားတာဖြစ်တဲ့အတွက်ဒီ script လေးရဲ့ link ကိုဒီ video ရဲ့ comment section ထဲမှာပင်ထားပေးထားပါတယ် data executor အသုံးပြုနေ video ကိုကျွန်တော်ရဲ့ Telegram channel ထဲမှာပဲတင်ပြထားပါတယ်အဲ့ဒီ video ကိုကြတော့ကျွန်တော်ဘေးက video မှာပြထားတဲ့အတိုင်းလုပ်ပြီးရမှာအဲ့ video ကိုတွားကြည့်လို့ရပါတယ်ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော်နောက် video ထဲမှာဆိုရင်တော့ Night Squid နဲ့ Vivo 10 ကိုဆက်လက်တင်ဆက်ပေးတော့ပါဦးမယ်အဲ့ဒီ video ကိုကြည့်ဖို့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦး